ဆိုတာပါရှိတယ်စမကအိမ်မှာ TV Sakura School တရဲ့ TV ကြည့်တဲ့အကြောင်းဒီစက်ပြမှာဖြစ်ပါရှိတယ်ဆို let's go ကဲဒီနေ့မနေ့မိုးလေးမီစတော့ဒီနေ့ TV တော့ကြည့်မယ် Sakura School တရဲ့တော့ကြည့်ခင်ငါចောင်းတော့တက်မယ်ចောင်းနေပြလာမှပဲငါတော့လို့လည်းအရင်ဆုံးမျက်နှာပဲတက်မျက်နှာတက်တာရှိအောင်ရှိတယ်မျက်နှာတော့တက်တယ်ဝေးချိုးလိုက်တော့ပဲရေချိုးကြပါဒီချိုးပြီးဆိုတော့အင်ကြီးကိုစတော့လေးရမယ်ဒီမှာတော့လေးရမယ်ကဲကျောင်းဆောဝတ်လို့ရှိအောင်လွှဲယူလိုက်အောင်မယ်ကဲယူပြီးဆိုကျောင်းတော့လေးအောင်ပဲအမစပိန်ရှိတယ်စပိန်နဲ့ပဲတော့လိုက်ရမယ်ကဲတော့မယ်ဒီမှာဒီမှာစပိန်Ding ding ding. Oh my god! What the fuck? What's the matter? Level piano na. Oh my god. Level piano. Name yo. Name ta. 对，二的窗户，不要窗户，不要个窗。看呀，对，对，看呀，对。对呀，有看呀，对嘞。忙里哟。sao rồi không sao Được, thì ông sao nó được. Thấy không, lại. sao Đi đây. Kê, sao bây giờ mẹ ngã sao bây giờ tôi đi xoan thế nào. Xoan thế. Cái mẹ chui đâu nè. Ui, ai. Được, đi đi sao. Tay mà máu. Tay. Tay lại. Tay. Mà đấy là sao. Kê, nó nó sẽ bị đi bộ giá nè ok hey không mà sẽ bị đi bộ giá nè tao phải cho chơi nó ok ok nhưng mà bây giờ này đi bộ giá lại tình đi thu sao mà không tháo sai trái rồi cái này đi nhà nhau mà sắp vào school thì nghe cả wow chỉ là không mày sao thay đầu của chú cháu học sinh này vẫn em vẫn sơ đây đi cháu học sinh hoa bị sụt đó chú có quay cho bà đó bút đi con cháu học sinh hoa bị sụt cháu học sinh hoa bị sụt đó bà lâu cả mà lệ cháu có thấy sự nó Sakura School tại vì cả đi chi à mà Sakura School tây cái chi à mẹ, kệ cho lại mẹ, hey mà Spain là một dạng như mà lại cho bố con lại hay ngồi làm gì đâu, mấy cái bạn tỉ, thế gì tại vậy Spain à, thì một dạng này bà xí, out, mà lệ, chỉ cả đập lộn thay lại rồi, không bằng à. Spain nó thực si vào mà làm YouTube bảo không mà giao thông mà ní nè nói cho người ta thôi mà biết là Spain đó vậy à mẹ có xanh mà thì mà Spain shit đấy nhưng mà đó mẹ không lên ngã lẽ là có to đẹp nhưng mà đó mẹ cái ngã anh giao bị sụt đó không có đi wow nó alien lì tai ya bố con lại thấy kìa anh yêu bị sổ đó thì chú ya mẹ cái này là đi học yêu xong tha lại ông này đi vui tha lại rồi cái này gì đã chú mày kỳ gì thu lại bé ôi thế là gì gì sinh lại ông mẹ gì sinh lại ông bé gì sinh biết sẽ có trò lại ông mẹ bảo gì cho có trò lại ông mẹ nó có trò lâu chuyện gì đi lại
လေးလောက်မယ် Sakura School ကြည့်မှာဆိုတော့ Sakura School တရေကကြည့်မှာဆိုတော့TV ဘာတော့ကြည့်အောင်မယ် TV မပါငါမနေနိုင်ဟုတ်တကားပွင့်နေဒီမှာအဖေကနေပဲကြည့်လိုက်မယ်လေ စာကူရာရက်အမေတို့စီးပွားရေးမကောင်းတော့ဘူးသမီးအဖေဆုံးပြီးတဲ့ကအမေတို့အစမပြေတော့တာသမီးလည်းအသိပဲပြီးတော့သမီးမောင်လေးကလည်းနေမကောင်းတော့အခုရက်ပိုင်းပတ်စံတအားကုန်နေတယ်သမီးသိပါရဲ့မေရဲ့သမီးလည်းအလုပ်ရှာနေရလေအေးမနေ့ပိုင်းကိုသမီးကတင်တန်းတဲ့ညနေပိုင်းအလုပ်ခုလုံနိုင်တော့ကောင်းမှာပဲအဲ့ဒါဆိုသမီးတင်တန်းလည်းမပြတ်ဘူးအပုံငွေလည်းရှာတော့အမေတို့အဆင်ပြေတာပေါ့ဟုတ်ကဲ့မေသမီးစူးစမ်းရှာနေပါတယ်အေးသမီးမောင်လေးနေကောင်းတော့အမေလည်းအလုပ်ထွက်လုပ်မှာပါအခုတော့အလုပ်လေးရှာပါအောင်သမီးရဲ့ဟုတ်မေဟုတ်သမီးတွေ့အောင်ရှာပါမယ်အဲ့လိုနဲ့နောက်ရက်မနေ့မှာတော့စွတ်လည်းတင်တန်းကိုသွားခဲ့ပါတယ်တင်တန်းမသွားလို့လည်းမရပါဘူးစွတ်က professional ဆရာမတယောက်ဖြစ်ချင်တာပါအဲ့ဒါကြောင့်တင်တန်းတွေတက်ဖို့လိုနေတာပါညနေဘက်မှာတော့တင်တန်းပြီးသွားပါပြီဟိုစိတ်ညစ်လိုက်တာဟာညနေပိုင်းမှာလုပ်လို့ရတဲ့အလုပ်လေးရှင်တိတ်ကောင်းပါပဲတင်တန်းလည်းမပြတ်ပတ်စံလည်းရဖို့မြို့ထဲမှာတေချာဆိုင်တော့ရှိနေထက်ပါရဲ့စွတ်တယောက်အိမ်မှာလည်းပတ်စံကအမှန်အကန်ကြီးတွေလိုနေတာလို့ပတ်စံကရှာကိုရှာမရမှာပါအဲ့ဒါကြောင့်စိတ်ညစ်ညစ်နဲ့သွားနေရင်အလုပ်ခေါ်စာတစ်ခုကိုတွေ့လိုက်ရပါတယ်ဝေါဆီယမအလုပ်ခေါ်စာဆိုပါလားတင်ချာဆီယမအလုပ်ရှိတယ် private class အတွက်ဖြစ်တယ်အလုပ်ချိန်ညနေ4 နာရီကနေည7 နာရီအထိဆိုပါလား oh my god ငါလိုနေရတဲ့ကွက်တီပဲဟာဆီယမအလုပ်လည်းဖြစ်တယ်တင်ချာပါသားဆိုတော့ငါကျွမ်းကျင်တဲ့ပါတာပဲကောင်းလိုက်တာဟာအဲ့ဒီအချိန်မှာပဲကျောင်းထဲကနေကောင်းလေးတယောက်ထွက်လာပါတယ်ဟယ်လိုအလုပ်လျှောက်ဖို့ကြည့်နေရလားဟုတ်တယ်ကိုအလုပ်လျှောက်ချင်တော့ပါဒါဆိုကျွန်တော်နောက်ကိုလိုက်ခဲ့ပါအလုပ်လျှောက်ရမယ့်နေရာကိုကျွန်တော်ခေါ်သွားပေးမယ်လာဗျာအဲ့လိုနဲ့စွတ်လဲကျောင်းရဲ့ဝန်ထမ်းဖြစ်မယ်လို့ထင်ရတဲ့ကောင်းလေးနောက်ကိုလိုက်သွားပါတယ်ကျောင်းကတော့တသက်ရဲ့ရှိလွန်ပြီးချမ်းသာတဲ့ကျောင်းသူကျောင်းသားတွေနေတဲ့ကျောင်းမှာမင်္ဂလာပါဆရာကျွန်တော်တို့အလုပ်ခေါ်စာနာမှာဒီကောင်မလေးကြည့်နေလို့အလုပ်လျှောက်ဖို့ခေါ်လာတာပါဆရာကတော့ဒီကျောင်းရဲ့ကျောင်းအုပ်ပါပဲညီမလေးဆရာအင်တာဗျူးလိုက်မယ်ဘာမှမစိုးရိမ်နဲ့နော်စိတ်ကိုအေးအေးထားပြီးဖြေသမီးကဒီမှာတကယ်အလုပ်လုပ်ချင်တာလားဒါနဲ့နာမည်လေးရှင်ပြောပါဦးသမီးနာမည်စွပါဆရာသမီးကဆရာမအလုပ်ကိုအရင်စိတ်ဝင်စားပါတယ်သမီးရဲ့အိမ်မက်ကလည်း professional ဆရာမဖြစ်ချင်တာပါ okay ဆရာကသင်ချာဆရာကောင်းကောင်းလေးကိုလူနေတာကွာကျန်တဲ့ပါတာရက်တွေကတော့သူ့ဆရာနဲ့သူပြည့်စုံနေပြီသင်ချာပါတာသင်တဲ့ဆရာပဲလူနေတာသမီးအတွက်အဆင်ပြေမယ်မှတ်လားအဆင်ပြေတာပေါ့ဆရာရဲ့သမီးကသင်ချာဆိုအရင်ကျွမ်းတာစိတ်လည်းစိတ်ဝင်စားတယ်တခြားသူတွေကိုလည်းနားလည်အောင်ရှင်းပြနိုင်တယ်အဲ့ဒါကြောင့်သမီးနဲ့ဒီလုံးနဲ့အဆင်ပြေတယ်ညနေဖက်ဆိုတော့ပိုအဆင်ပြေတယ်ဆရာမနေ့ပိုင်းကသင်တန်းနဲ့တက်ရတော့လေဟုတ်လားပါသင်တန်းနဲ့တက်နေရလဲ professional ဆရာဆရာမသင်တန်းပါဆရာအိုးသိကောင်းတာပဲသမီးတို့စူးစမ်းတဲ့လူငယ်လေးတွေတော့ဒီအလောက်ကအကောင်းဆုံးဆိုတာဆရာသိတယ်ဒါပေမဲ့တခုပြောချင်တာသမီးတရေတွေပါတော့မကြောက်မှလားရှင်ဘာလို့လဲဆရာအိုးဘာရင်မဟုတ်ပါကွယ်တခါတလေစာမီးပွဲရှင်အိမ်ကိုပြန်ချင်နောက်ကျနိုင်တယ်လေအဲ့လိုအချိန်တိုင်းမပြန်ရဲမှစိုးလို့ပါတရေမကြောက်ပါဘူးဆရာရဲ့အဆင်ပြေပါတယ်ဆူကအလုပ်လုပ်ချင်တာပဲသိတာပါအလုပ်လုပ်ချင်တယ်လို့သူ့မှာတရေတော့မကြောက်တော့ပါဘူးအင်တာဗျူးတွေဖြေပြီးတဲ့နောက်တော့စွတ်လည်းအိမ်ကိုပြန်လာခဲ့ပါတယ်ဟာဒီညတော့တောက်ရဲနေပြောဖို့ကောင်းသွားပြီကွာလူချင်းတဲ့အလုပ်ကကွက်တီကိုရတာပဲဒါဖျားပေးလိုက်တဲ့အလုပ်ပဲငါမိသားသိတော့ဘလောက်တော့ပြုံလည်းမသိဘူးငါတို့မိသားစုလည်းအဆင်ပြေတော့မယ်ပြုံလိုက်တာဟာစွတ်ကအလုပ်ရပြီဆိုပြီးအရင်ကပြောနေတာပါအိမ်ကိုရောက်လာတဲ့ခါမှာတော့အမေသမီးပြန်ရောက်ပြီနော်သမီးဘာလို့နောက်ကျလာလဲကွယ်အမေဖြစ်စိတ်ကိုလိုက်ရတာဟုတ်တယ်မေနည်းနည်းတော့နှောက်ကျသွားတယ်တင်တန်းပြရနဲ့အလုပ်လိုက်ရှာနေရလေအဲ့ဒါအလုပ်တစ်ခုရခဲ့တယ်အမေဘာလုပ်လဲသမီးပြင်းပင်ပန်းပန်းလုပ်ရမယ့်အလုပ်တွေဆိုတော့မခိုင်းတော့သမီးဘာအလုပ်လို့အမေထင်လဲအမေမမှန်းတတ်ပါကွယ်သမီးပြောပါဆီယမအလုပ်အမေရဲ့ညနေ4 နာရီကနေည7 နာရီထိပဲလုပ်ရမှာလောက်စားလည်းကောင်းတယ်တင်ချာဆီယမလုပ်ရမှာဆိုတော့သမီးနဲ့ကွက်တီအကုန်ကွက်တီပဲအမေရဲ့တကယ်လားသမီးနဲ့အမေသမီးလေးတောင်ဆီယမကြီးဖြစ်တော့မှာပေါ့ကောင်းနေသမီးရဲ့အိမ်မက်တွေတကယ်ဖြစ်လာပြီအဲ့လိုနဲ့နောက်ရက်မှာတော့စွတ်လဲမနက်ပိုင်းတစ်ပိုင်းလဲသင်တန်းတက်နေပြီးညနေဖက်မှာတော့ကျောင်းကိုလာခဲ့ပါတယ်ဒါငါရဲ့ပထမဆုံးဆီယမလုပ်ရတဲ့အချိန်ပဲ
ရင်ခုန်လိုက်တာဟာငါကောင်းကောင်းသိနိုင်ပါမလားမသိဘူးအဲ့လိုနဲ့ကျောင်းတကားနောက်ရောက်လာပါတယ်ဘာမှမဖြစ်ဘူးငါလုံနိုင်တယ်ငါရဲ့အိမ်မက်တွေအတွက်အကောင်းဆုံးလုပ်နိုင်ရမယ်ဆွဆွရဲ့အနောက်မှာတော့ကိုကိုလို့ခေါ်တဲ့ကောင်လေးတယောက်ရှိနေပြီးသူကဆွဆွကိုလှမ်းကြည့်နေတာပါဆွဆွကတော့ကျောင်းထဲကိုဝင်သွားပါပြီညနေ၄နာရီကျောင်းလို့ကျောင်းထဲမှာဘယ်သူမှမရှိတော့ပါဘူးဆွဆွတင်ရမယ့်ကျောင်းသားကလူနည်းနည်းပါပဲအများကြီးကိုတင်ရမှာမဟုတ်ပါဘူးကျောင်းထဲကိုဝင်လာတာနဲ့အေးဆက်ဆက်ဖြစ်နေတာမလို့ဆွဆွလည်းတတိထားမိသွားပါရဲ့ဟာအေးဆက်ဆက်နဲ့ဖြစ်နေလားဘာလဲဟာငါပဲဖျားချင်ရလားဒီကျောင်းကပိုအေးနေလားလေရလည်းကျန်းလိုက်တာဟာအဲ့လိုနဲ့ကျောင်းလေးကိုဝင်လာတော့မှပဲအခန်းတကားတူကသူ့ဘာသာသူထောက်ပွင့်လာပါရဲ့ဟာဒီတကားဘာလို့ပွင့်လာလဲတရေချောက်တာလားဟုတ်သေးပါဘူးလေတိုက်လို့ထက်မာရဟာငါအတွေးတွေလွန်နေပြီထင်တယ်စွတ်စွတ်လည်းအရှိကိုဆက်လျှောက်သွားတာပေါ့အဲ့ဒီအချိန်မှာပဲရုတ်တရက်အာပိုင်းလေအော်ရှင်ကိုကျမလန့်သွားတာ sorry ပါရှင်စွတ်စွတ်ကတရေကြောက်တတ်တယ်ထင်တယ်နော်အစတော့မကြောက်ပါဘူးဒီထဲရောက်မှကြောက်တာအေးဆက်ဆက်နဲ့ဟုတ်မယ်ဒီเจ้าမရရှာပီဥကအရှမ်းအေးတယ်လေပြီးတော့ဒီနေ့တွေကလည်းအရှမ်းကိုတိုက်တယ်ကဲပါစွစွစာတင်ရမယ့်အခန်းကိုလိုက်ပြမယ်နော်ဆိုင်းဆိုတဲ့ကောင်လေးလဲစွစွစာတင်ရမယ့်အခန်းကိုလိုက်ပြတာပေါ့လာစွစွဒီခန်းမယ်ကဲကလေးတို့ရေဒါပင်ချပါတော့တာဝန်ယူပြီးတင်ပေးမယ်ပင်ချဆီယမအစ်စ်ပဲနာမည်ကတော့ဆီယမစွစွလို့ခေါ်တယ်ဆီယမအစ်စ်ဆိုပေမဲ့တခြားဆီယမတွေလိုပဲလေးလေးဆဆဆက်ဆံရမယ်နော်စွစွအစ်စ်မပြေတာရှင်းပြောလို့ရရနော်ဟုတ်ကျေးဇူးပါဆိုင်နဲ့ထွက်သွားတာပေါ့မင်္ဂလာညနေခင်းမှာကလေးတို့ရေဆီယမနာမည်ကတော့ဆီယမစွစွပါဆိုတော့ဆီယမတို့သင်ခန်းစာတက်ကနေစပြီးသင်လိုက်မယ်နော်စွစွလည်းသင်ချပါတာတော်ရဲသူမလို့ကျောင်းသားတော်တော်များများနားလည်အောင်ရှင်းပြနိုင်စွမ်းရှိပါတယ်သူရှင်းပြတဲ့နေရာသူများတွေထက်လည်းကောင်းတာမလို့နားလည်လွယ်ပါတယ်ဒါပေမဲ့ဒီညတီးရဲ့ကျောင်းမှာတက်နေတဲ့ကျောင်းသူကျောင်းသားတွေကတော့စွစွစာသင်နေတာကိုကိမဆိုင်တယ်လို့ပါပဲဘာဆိုဘာမှလည်းမပြောကြသလိုငိုင်ငိုင်ကြီးတွေထိုင်နေကြတာပါကျောင်းသားတယောက်ထဲတော့မဟုတ်ပါဘူးအကုန်လုံးငိုင်ငိုင်ကြီးတွေပါကလေးတို့ရေဆီယမရှင်းပြတာနားလည်ကြလားဘာမှလည်းမပြောပါလားမပြောဆိုဒီကျောင်းကြီးမှာရှိနေတာတွေကတာမန်ကျောင်းသားကျောင်းသူတွေမဟုတ်တော့ပါပဲစွစွကိုခေါ်လာခဲ့တဲ့ဆိုင်းဆိုတဲ့ကောင်လေးကလည်းပုံမှန်ဟုတ်နေပါဘူးသူတို့ကတရေတွေပါโอเคဒီညအတွက်ဆီယမတို့တလောက်ပဲနော်အိမ်စာတွေလည်းပေးထားတယ်နှစ်ပင်ညမှာပြင်ဆက်တာပေါ့စွစွလည်းကလေးတွေကိုနှုတ်ဆက်ပြီးထွက်လာခဲ့ပါရဲ့ဒါပေမဲ့လည်းဘယ်ကြောင့်ဘာမှစွစွကိုမနှုတ်ဆက်တယ်လို့ဘာမှလည်းမပြောကြပါဘူးသူတို့အချင်းချင်းတော့စကားမပြောတဲ့အထိငြိမ်လုံးတာပါဟာငါလည်းမေ့တက်လိုက်တာအိတ်ကြံနေခဲ့ပြီတော့ယူရမယ်ဟာစွစွလည်းအခန်းထဲပြန်ဝင်လာတာပေါ့ဟာငါရေးထားတဲ့စာတွေဘာလို့ဖြတ်လိုက်တာလဲသူလဲကြည့်လိုက်တော့အခန်းထဲမှာဘသူဆိုဘသူမှမရှိတော့ပါဘူးအခန်းထဲကထွက်လာတာကစွစွကထိတ်ဆုံးကထွက်လာတာပါဒါပေမဲ့အခုဘသူမှမရှိတော့ပါဘူးအချိန်ခဏလေးတည်းမှာကျောင်းသူကျောင်းသားတွေအများကြီးပျောက်သွားတာပါဟာဒီကျောင်းဟုတ်တော့ဘူးဟာတခုခုတော့မှားနေပြီအိမ်ပြန်မရောက်မယ်စွစွလည်းပြေးထွက်လာခဲ့ပါရဲ့ကျောင်းထဲမှာတော့ဘာတန်းမှမကြားရပါဘူးကျောင်းသားတွေကဘယ်လိုလုပ်ပြီးပျောက်ကုန်တာလဲငါတော့ယူတော့မှာပဲဟာရှိတည်းအားကုန်ပြေးလိုက်တာမလို့စွစွလည်းကျောင်းပြင်ကိုရောက်လာပါရဲ့တော်ပါသေးရဲ့ဟာအဲ့ဒီအချိန်မှာပဲကိုကိုဆိုတဲ့ကောင်လေးကတိတ်ကောင်မလေးဘာလို့အဲ့ဒီကျောင်းကိုသွားရလဲကျမစာတော့တင်တာလေဘာဖြစ်လို့လဲအဲ့ဒီကျောင်းကပိတ်ထားတာ10နှစ်တောင်ရှိနေပြီလေဘာလို့သွားတင်တာလဲဟမ်